Race of You လူငယ်ရောင်ကြီးစီမံကိန်းသည်2009ခုနှစ်မှစတင်၍လူငယ်များ၏အတန်များမြင့်တင်ရန်နှင့်အသိပညာစွမ်းရည်မြင့်တင်ရေးအစပျိုးမှုများမှတဆင့်ရပ်ရွာလူထုအားအသိပညာပေးမြင့်တင်သည့်လုပ်ငန်းများကိုလှုပ်ဆောင်လျက်ရှိပါတယ်။ထိုင်းမြန်မာနယ်စပ်မဲဆောက်မဲလမဖုတ်ဖရဒေသရှိရွှေပြောင်းစာတင်ကျောင်းများမှကျောင်းသူကျောင်းသားလူငယ်များအတွက်လူငယ်ကောင်းဆောင်စွမ်းရည်မြင့်တင်သည့်သင်တန်းများလူငယ်အချင်းချင်းအသိပညာပေးမြင့်တင်သည့်သင်တန်းများကိုပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါတယ်။ရွှေပြောင်းဒေသအတွင်းကလေးနှင့်လူငယ်များအတွက်အဓိကစိန်ခေါ်မှုပြဿနာများဖြစ်တဲ့ရွှေပြောင်းသွားလာခြင်းလူကုန်ကူးခြင်းဆယ်ကျော်သက်ကျန်းမာရေးနှင့်လိင်ပိုင်းဆိုင်ရာမျိုးဆက်ပွားကျန်းမာရေးလူအခွင့်အရေးဆိုင်ရာအကြောင်းအရာများအွန်လိုင်းဘေးကင်းလုံခြုံရေးနှင့်စိုက်ဘာအနိုင်ကျင့်မှုအကြောင်းအရာခေါင်းစဉ်များကိုကျောင်းသူကျောင်းသားများနှင့်မိဘများအားဦးတည်၍နှစ်စဉ်နှစ်တိုင်းအသိပညာပေးသင်တန်းများပို့ချပေးလျက်ရှိပါတယ်။ဒါအပြင်ပညာပေးဗီဒီယိုများဒေသချင်းများဇလန်းတိုများလက်ကမ်းစာဆောင်ပိုစတာများထုတ်လုပ်ဖြန့်ဖြူးခြင်းအပြင် online offline platform များမှဖြန့်ဝေအသိပညာပေးလျက်ရှိပါတယ်။ရွှေပြောင်းရက်ကွက်များတွင်လည်း Race of You လူငယ်ကောင်းဆောင်များဦးဆောင်ကဒေါ်တူဒေါ်တအိမ်သက်ဆင်းသွားလာ၍အသိပညာပေးမျှဝေဖလှယ်ခြင်းနှင့်အတူလက်ကမ်းစာဆောင်များပေးဝေခြင်းများပြုလုပ်ဆောင်ရွက်လျက်ရှိပါတယ်။ Race of You မှဖွဲ့စည်းထားတဲ့လူငယ်ကွန်ရက်အဖွဲ့ဝင်လူငယ်ကောင်းဆောင်များဦးဆောင်သောလူထုစည်းရုံးရေးကမ်ပိန်းပွဲအစီအစဉ်များကိုမတူညီသောအကြောင်းအရာခေါင်းစဉ်ဖြင့်နှစ်စဉ်ကျင်းပပြုလုပ်တဲ့ထိုင်းနိုင်ငံလူငယ်များနှင့်ကမ္ဘာကလေးများနှင့်လူကုန်ကူးမှုပပျောက်ရေးနှင့်အင်တာနက်ဘေးကင်းရေးနှင့်အစရှိသဖြင့်နေရာများတွင် project လုပ်ငန်းစဉ်ပေါ်မူတည်၍အစိုးရအဖွဲ့အစည်းအစိုးရမဟုတ်သောနေမြေခံမိဖက်အဖွဲ့အစည်းများနှင့်လူထုလှုပ်ဆော်ရေးအခမ်းအနားများကိုကျင်းပဆောင်ရွက်လျက်ရှိပါတယ်။ထိုင်းမြန်မာနယ်စပ်ဒေသရှိရွှေပြောင်းကလေးနှင့်လူငယ်များကြုံတွေ့နေရတဲ့ပြဿနာများနှင့်စိန်ခေါ်မှုများကိုစောင့်ကြည့်လေ့လာရန်နှင့်လိုအပ်ချက်များကိုသက်ဆိုင်ရာအဖွဲ့အစည်းများအားမိမောင်းထိုးပြနိုင်ရန်အတွက် Race of You လူငယ်ကောင်းဆောင်များကိုယ်တိုင်အကောင့်ထဲပေါ်ဆောင်ရွက်တဲ့ YPAR Research သုတေသနစစ်တမ်းများပြုစုလှုပ်ဆောင်တဲ့လုပ်ငန်းစဉ်များအတွက်မွမ်းမံသင်တန်းများနှင့်နည်းပြလမ်းညွှန်ဆောင်ရွက်မှုများကို Race of You မှလှုပ်ဆောင်လျက်ရှိပါတယ်။ယခုဆိုရင် Race of You မှရွှေပြောင်းလူထုအတိုင်းအဝိုင်းရှိလူဦးရေ9000ကျော်အားအသိပညာပေးလှုပ်ဆောင်လာနိုင်ခဲ့ပြီးရှေ့ဆက်၍လိုအပ်သောအသိပညာဗဟုသုတများကိုကဏ္ဍအသီးသီးမှဆက်လက်ပညာပေးလှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ Race of You လုပ်ငန်းစီမံကိန်းများတွင်ပါဝင်ထောက်ပံ့ပံ့ပိုးခြင်းအပြင်ရွှေပြောင်းလူထုအတိုင်းအဝိုင်း၏ဗဟုသုတများကိုမြင့်တင်ရန်နှင့်ကောင်းမွန်သောရွှေပြောင်းလူနေမှုအတိုင်းအဝိုင်းကိုအတူတကွဖန်တီးကြဖို့နှိုးဆော်အပ်ပါတယ်။